ကြားမင်းအတူရနဲ့ဆိုးတင်လဲစစ်ခင်းတဲ့ခါမှာလဲစစ်စင်တော်ဖြစ်ပါဝင်ရခြင်းတို့ဖြစ်ပါတယ်။ဒါအပြင်ကြားမင်းနဲ့သူအရှိလောကပါဠနမင်းကြီးဖြစ်လဲတာဝန်ယူရပါသေးတယ်။ကြားမင်းဟာနတ်အပေါင်းတို့ရဲ့ရှင်သခင်ဖြစ်ပြီးမိုးလေဝသကိုစိုးမိုးသူဖြစ်တာကြောင့်မိုးကျွလက်နဲ့ဝစီရစိန်လက်နက်ကိုဆွဲကန်ကမိုးခေါင်ရင်ရှားမှုကိုတိုက်ထုတ်ပြီးလူလောကတွေကိုစိုးပြေကြွားမှုတွေယူဆောင်လာပေးသူလည်းဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ဒီနေ့မှာတော့ကြားမင်းကြီးရဲ့စီးတော်ရင်ဖြစ်တဲ့အေယာဝန်စင်မင်းကြောင်းကိုပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကြောင်းကလေးမပြောခင်မှာကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လေးမလုပ်ရရင်လည်းလုပ်ထားပေးခဲ့ကြပါဦးခင်ဗျာ။အေယာဝန်စင်မင်းဆိုတာစัจ java အတွင်းမှာရှိတဲ့စင်အားလုံးတို့ရဲ့ရှင်သခင်လို့တတ်မှတ်ခံထားရသူဖြစ်ပါတယ်။သူဟာကြားမင်းကြီးရဲ့စီးတော်ရင်ဖြစ်တယ်လို့မြေစီလွာတယံဇရကြွယ်ဝမှုရဲ့တင်ကြတာလည်းဖြစ်ပါတယ်။အေယာဝန်စင်မင်းမှာရေးကြီးတဲ့တာဝန်တွေရှိပါတယ်။အဲ့ဒါတွေကတော့ကြားမင်းလောကသူလောကသားတို့ရဲ့စင်ရဲဒုက္ခတွေကြည့်ရှုကြရဖို့နတ်ပြည်ကနေလူပြည်နဲ့ကြွရှိတဲ့အခါစီးတော်ရင်ဖြစ်တော်ခံရခြင်းကြားမင်းအတူရနဲ့ဆိုးတင်လဲစစ်ခင်းတဲ့အခါမှာလဲစစ်စင်တော်ဖြစ်ပါဝင်ရခြင်းတို့ဖြစ်ပါတယ်။ဒါအပြင်ကြားမင်းနဲ့သူအရှိလောကပါဠနမင်းကြီးဖြစ်လဲတာဝန်ယူရပါသေးတယ်။ကြားမင်းဟာနတ်အပေါင်းတို့ရဲ့ရှင်သခင်ဖြစ်ပြီးမိုးလေဝသကိုစိုးမိုးသူဖြစ်တာကြောင့်မိုးကျွလက်နဲ့ဝစီရစိန်လက်နက်ကိုဆွဲကန်ကမိုးခေါင်ရင်ရှားမှုကိုတိုက်ထုတ်ပြီးလူလောကတွေကိုစိုးပြေကြွားမှုတွေယူဆောင်လာပေးသူလည်းဖြစ်ပါတယ်။အေယာဝန်စင်မင်းဟာလူလောကကြီးတွေကိုနှက်ပြည်ထိစုပ်ယူပေးရတဲ့တာဝန်ရှိပါတယ်။ဒါမှလည်းကြားမင်းကအဲ့ဒီရေတွေကိုကောင်းကင်ယံကနေလူလောကတွေကိုမိုးအဖြစ်ပြင်လည်ရချပေးနိုင်မှာဖြစ်ပါတယ်။ဟိန္ဒူဘာသာရဲ့ယုံကြည်ချက်အရကြားမင်းကိုအလုပ်ကျပြီးတဲ့စင်သုံးကရှိပါတယ်။အဲ့ဒါတွေကတော့မြမမင်းကပေးသနာထားတဲ့ဂိရိမင်္ဂလာစင်မင်းနဲ့တိရယုတ်စင်မင်းတို့ဖြစ်ပါတယ်။နောက်ထပ်စင်ကောင်ကတော့ဗီဒနိုးနိုင်မင်းကြီးကပေးရထားတဲ့ဧကတန်စင်မင်းပဲဖြစ်ပါတယ်။အေယာဝန်စင်မင်းကိုတော့ဟိန္ဒူယုံကြည်မှုအရဒီဝနိုင်မင်းကြီးကကြားမင်းကိုပေးသနာခဲ့တာလို့ယုံကြည်ကြပါတယ်။အေယာဝန်စင်မင်းဟာကြားမင်းရဲ့စီးတော်စင်သုံးကောင်ထဲမှာအစွမ်းထုတ်ဆုံးဖြစ်တယ်လို့ကြားမင်းနေတဲ့ဆုံးလည်းဖြစ်ပါတယ်။ကျွန်တော်တို့ကျွမ်းသဝင်ရှိတဲ့အေယာဝန်စင်မင်းရဲ့ပုံမှန်တရံကတော့ခေါင်းသုံးလုံးနဲ့အေယာမစင်ကြီးတစ်ကောင်ဖြစ်မြင်တွေ့ရတာများပါတယ်။ဒါပေမဲ့တကယ်တော့အေယာဝန်စင်မင်းမှာဥကောင်ပေါင်း33လုံးတော့ရှိတာပါ။အနုပညာလက်ရာတွေမှာခေါင်းသုံးလုံးနဲ့ပဲဖန်တီးကြတာကတော့ကြည့်ရှုသူမြင်မှာဟန်ချက်ညီပြီးခိုင်နှန်းထဲဝမှုကိုပေါ်တင်စေခြင်းလို့ပဲဖြစ်ပါတယ်။ကျန်းကန်နေတဲ့မှာဖော်ပြထားတဲ့အေယာဝန်စင်မင်းရဲ့ကြီးမားတဲ့ထဲဝပုံကတော့အမခန်းပါပဲ။သူ့မှာဥကောင်ပေါင်း33လုံးထိရှိပြီးဥကောင်တစ်လုံးစီမှာအဆွဲ9ချောင်းစီရှိပြီးအဆွဲတစ်ချောင်းစီမှာရေကန်9ကန်စီရှိပါတယ်။ရေကန်2ကန်စီမှာကြာပန်း9ပွင့်စီကြာပန်း2ပွင့်စီမှာကြာဖက်9ဖက်စီရှိပြီးတော့အဲ့ဒီကြာဖက်တစ်ခုစီမှာလည်းနတ်သမီး9ပါးစီရှိနေတာပါနတ်သမီးတစ်ပါးစီမှာလည်းအလုတ်ကျေးပြုတဲ့နတ်မိတန်ချေ9ဦးစီရှိကြပါတယ်ဒါကြောင့်အေယာဝန်စင်မင်းရဲ့ကြီးမားထဲဝါပုံကိုဘယ်လိုတောင်စာဖွဲ့ရမှန်းကိုမသိတော့လောက်အောင်ပါပဲအေယာဝန်စင်မင်းရဲ့မွေးဖွားရာဇဝင်နဲ့ပတ်သက်ရင်တော့အယူအဆမျိုးမျိုးရှိကြပါတယ်အစောပိုင်းကကျွန်တော်ပြောခဲ့တဲ့လိုပဲဟိန္ဒူဘာသာဝင်ရဲ့ယုံကြည်မှုရဆိုရင်တော့တီဝနိုင်မင်းကြီးကတရားမင်းကိုစီးတော်စင်ဖြစ်ပေးသနာခဲ့တာလို့ယုံကြည်ကြပါတယ်ဒါမှမဟုတ်နှုတ်ပင်လယ်ကိုမွေးနောက်တဲ့ဒနာကြီးတဲမှာဖော်ပြထားတာကတော့နတ်ဒေဝတွေနဲ့တာရဲတရိษံတွေဟာနှုတ်ပင်လယ်ကိုမွေးနောက်ဖို့တဲ့နဂါးကြီးရဲ့ခန္ဓာကိုယ်ကိုတလဲစီကန်ဆွဲနေကြစဉ်မှာပဲထူးခြားဆန်းပြတဲ့ဒနာ14ပါးထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီထဲကမှအေယာဝန်စင်ပြီးတော့ဟာပိစမမြောက်မြောက်ထွက်ပေါ်လာတဲ့ဒနာပဲဖြစ်ပါတယ်။ဒီနှုတ်ပင်လယ်မွေးတဲ့ခန္ဓာကြီးကိုကြီးမှုတဲ့ဗေဒနိုးနယ်မင်းကြီးကအေယာဝန်စင်မင်းကိုကြားမင်းရဲ့စီးတော်ရင်ဖြစ်ပေးရခဲ့တာပါ။ဒါပေမဲ့ထိုင်းလူမျိုးစုယုံကြည်ကြတဲ့ကျမ်းဂန်တွေထဲမှာတော့ဒီစင်မင်းဟာတကယ်တော့နတ်သားတစ်ပါးဖြစ်တယ်လို့ယုံကြည်ကြပါတယ်။တာဝရဏနတ်ပြည်မှာဆံပြောတဲ့အေယာဝန်နတ်သားဆိုတာရှိပါတယ်။ကြားမင်းကတနေ့ရောက်ကြွချီတဲ့ခါတိုင်းအေယာဝန်နတ်သားဟာကြားမင်းရဲ့စီးတော်ရင်ဖြစ်ဆင်းပြီးတော့ဖြစ်ဖန်ဆင်းအသွင်ပြောင်းပေးရတာပါ။တကယ်တော့နတ်ပြည်မှာနတ်သားဖြစ်မရောက်ရှိခင်တည်းကအေယာဝန်နတ်သားဟာလူလောကမှာယဉ်ရှိခဲ့ပူပါတယ်။ဒါဟာမာကလူလင်ဦးဆောင်တဲ့33ဦးတော်အဖွဲ့ဝင်များနဲ့ပတ်သက်တဲ့ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။မာကလူလင်ဟာအပေါင်းအဖော်32ယောက်ကိုစုစည်းပြီးအမြဲတမ်းစေတနာဝန်ထမ်းကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့ရွာသူကြီးကသူတို့ကိုမနာလို့ဖြစ်ပြီးဘရင်မင်းမြတ်စီတွားရောက်တန်တန်းတဲ့အထိဖြစ်လာခဲ့ပါတယ်။ဒီလူ33ယောက်ဟာပုံကံဖို့အတွက်လူစုနေကြပါလို့ရွာသူကြီးကလေလင်တန်တန်းလဲတဲ့ခါမှာတော့ဘရင်ကြီးဟာအကျိုးအကြောင်းအချက်လက်တွေကိုစုံစမ်းစစ်ဆေးခြင်းမရှိဘဲမာကလူလင်နဲ့ပေါင်းဖော်တွေကိုချက်ချင်းဖမ်းဆီးပြီးတေတံပေးဖို့မိန့်ချမှတ်လိုက်ပါတော့တယ်။သူတို့ကိုစင်နဲ့နေပြီးတပ်ပစ်ဖို့အတွက်စင်သမားစီပို့လိုက်ပေမဲ့ဇလန်းကလူတိုင်းထင်တယ်လို့ဖြစ်မလာခဲ့ပါဘူး။ဘာလို့လဲဆိုတော့မာကလူလင်တို့ဖွဲ့ကိုစင်နဲ့နင်းတက်ဖို့ကြိုးစားတဲ့ခါမှာစင်ကြီးကသူ့တာဝန်ထမ်းဆောင်ဖို့ညှင်းဆန်နေကြလို့ပါပဲ။ဘလို့ပဲစိတ်ကိုင်းပါစေအဲ့ဒီစင်ကြီးဟာမာကလူလင်နဲ့သူ့တငယ်ချင်းတွေနာကိုအနားတော်မကတ်ခဲ့ပါဘူး။ဒါဟာဘရင်ကြီးအတွက်တော့အလွန်အံ့ဩစရာဖြစ်သွားခဲ့ပါတယ်။ဘရင်ကြီးတန်တရားဝင်လာတဲ့ခါမှာတော့အမှန်တရားကိုထပ်မံစုံစမ်းစစ်ဆေးဖို့မိန့်ပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့မာကလူလင်နဲ့သူ့အပေါင်းဖော်တွေဟာပုံကံဖို့ရည်ရွယ်ချက်မရှိပဲစိတ်ကောင်းနှလုံးကောင်းရှိကြသူတွေစုပေါင်းပြီးအများအကျိုးဆောင်ရွက်နေကြတာဖြစ်ကြောင်းအမှန်တရားပေါ်ပေါက်လာခဲ့ပါတယ်
ရင်ကြီးဟာအမှန်တရားကိုသိရှိသွားတဲ့အခါမှာတော့အရင်ရွာသူကြီးနေရာမှာမာကားလူလင်လူစုကိုအစားထိုးအုပ်ချုပ်စေခဲ့ပါတယ်။ဒါအပြင်စောပန်းကသူတို့ကိုနှင်းသက်ဖို့ညှင်းဆန်ခဲ့တဲ့အလွန်အသိဉာဏ်ကြီးမားလာတဲ့စင်သက်သမားရဲ့စင်ကြီးကိုလည်းသူတို့အဖွဲ့ကိုပဲဆုလက်ဖြစ်ပေးသနာတော်မူခဲ့ပါတယ်။အဲ့ဒီစင်ကြီးဟာမာကားလူလင်တို့33ဦးအဖွဲ့နဲ့သူကုသိုလ်ကောင်းမှုပြုတဲ့နေရာတွေမှာအမြဲတမ်းပါဝင်ကူညီလေးရှိပါတယ်။ဥပမာအဖြစ်ဇေယျကြီးကိုဆောက်လုပ်လို့ပြီးသွားတဲ့အခါမှာဒီစင်ကြီးကလာရောက်ကြည့်ရှုဆွမ်းဆောင်ပေးပါတယ်။လူတွေဇေယျဘုံကိုလာပြီးနားခိုကြတဲ့အခါမှာစင်ကြီးဟာ33ဦးအဖွဲ့ရဲ့အမတ်သားတွေပါတဲ့တေသားပြားပေါ်မှာထိုင်ချလိုက်ပြီးလာရောက်နားခိုတဲ့လူတွေကိုအဲ့ဒီတေသားပြားပန့်ရှင်ရဲ့အိမ်ရောက်လက်လံပို့ဆောင်ပေးပါတယ်။ဒါမှလည်းတေသားပြားပန့်ရှင်ကအဲ့တဲ့တွေကိုဝမ်းမြောက်ဝမ်းသာနဲ့ဖျားတွေခင်းပြီးဧကန်ကျွေးမိနိုင်မှာဖြစ်ပါတယ်။ဒီလိုကုသိုလ်ကောင်းမှုတွေကြောင့်ပဲအဲ့ဒီစင်ကြီးတည်ဆုံးသွားတဲ့အခါမှာတော့မင်္ဂလူတွေ33ဦးနဲ့သူနတ်ပြည်မှာအေယဝနသားအဖြစ်လာရောက်မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့ဒီနေ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့စင်တကာတို့ရဲ့ဘရင်အေယဝစင်မင်းရဲ့အကြောင်းပဲဖြစ်ပါတယ်။အချက်လက်ပိုင်းမှာမိုင်းရင်တာဒါမှမဟုတ်လိုအပ်တာလေးတွေရှိခဲ့ရင်လည်းအားလုံးကိုတောင်းပန်ရပါတယ်ခင်ဗျာ။